ပြီးခဲ့တဲ့ရက်ပိုင်းအသေးတူလေးကိုလိုက်ပို့ရင်းနဲ့အာကာသပြရိုက်ကိုရောက်ခဲ့တယ်ခုလိုအဝင်ဝလေးမှာနေလိုက်ပြသတဲ့အစီအစဉ်တွေလည်းရေးပြီးထားတယ်တီဗီအလဲတော့ကလေးလိုက်ခီးအနေနဲ့အကြောင်းလိုက်ပို့တော့ကတော့နခတ်တာပြကန်းလို့ခေါ်တယ်သူက Summit Pavilion Hotel ရှိရန်ကုန်ပြည်သူ့ရင်ပြင်မှာရှိတာဒီမှာလက်မှတ်ဝယ်ရတာပါပွဲစဉ်တစ်ခုတနားကြီးကြာလို့အထက်ကပွဲစဉ်မပြီးသေးရင်ခုလိုအပြင်မှာအကြာကြီးတန်းစီဆောက်ရတယ်ဒီပြရိုက်ကဂျပန်မြန်မာချစ်ကြည်ရဲ့အထိမ့်မှတ်အနေနဲ့နခတ်တာပြကန်းဆိုတဲ့နာမည်နဲ့1988ခုနှစ်မှာဖွင့်လှစ်ပေးခဲ့တာခုကတော့အာကာသပြရိုက်ပေါ့နော်သူများတွေကတော့လေစဝင်လာတဲ့အပြင်မှာရှောင်းမကြည့်ခင်ဗီဒီယိုဖိုင်ကြည့်ဖို့ဒီအခန်းထဲကိုအရင်ဆုံးသွားဦးကြတယ်။ဘာလို့လဲဆိုတော့နောက်ကျမှဝင်လာရင်နေရာမရတော့ပဲမတက်ရက်ကြည့်ရအောင်မို့ပါ။တရုတ်ပြနေရရိုက်တာမမီလိုက်ဘူး။ပြန်ဆင်းလာပဲရိုက်လို့မှီလိုက်တယ်။ကိုရီတူကြီးကတော့လေဗီဒီယိုပြတဲ့အခန်းထဲကိုအရင်မဝင်သေးပဲအိမ်ကလူတွေကိုအရင်ဝင်ခိုင်းထားပြီးတော့ပြင်မာဒီ VR ကြည့်ဖို့အရင်သွားတန်းစီကြတာ။ဒါ2မိနစ်ပဲပြတာခဏပဲမကြောက်။ကြာတာကြည့်ဖို့စောင့်ရတာ။ကိုရီမတော်ခင်ကလေမနေ့အစောဆုံးပွဲစဉ်က9နာရီလိုပဲတည်ထားတာကွာအဲ့တော့အစောဆုံးပွဲစဉ်မီအောင်10နာရီ15အရောက်သွားခဲ့တာဖြစ်ချင်တော့မနေ့အစောဆုံး10နာရီတစ်ချိန်တိုးထားရဲဆိုလို့အကြာကြီးစောင့်လိုက်ရတာကိုစောင့်နေစဉ်းစားမိတာကိုရီသွားတဲ့အချိန်သာမိုးရင်းဆိုဒုက္ခပဲလို့တွေးမိတယ်အဲ့လိုအကြာကြီးတန်းစီမဆောင်ရအောင်တမျိုးစီစဉ်ပြီးကောင်းမှာပဲလို့လည်းတွေးမိသေးတယ်ကဲဗီဒီယိုကလစ်ကြည့်ဖို့ပြေးပါပြီကျွန်တော်တို့ရဲ့မိမိကြီးဟာကောင်းကင်ယံမှာရှိတဲ့အခြားခြေတွေနဲ့တိတိတတ်တာဝယ်ပြဒီခန်းထဲမှာလူသားနဲ့နက်ခတ်တာရနက်ခတ်တာလေးလာရေးအစီအစဉ်များအာကာသပတ်ဝန်းကျင်နဲ့ပြင်ပကြိုသားများအာကာသရဲ့ရှိစွမ်းအင်များပြီးရင်နေသုံးမှုကျွန်တော်တို့ဤတက်ရှိကျဲတဲ့စင်းတို့အဲ့ဒါတွေကိုနေလိုက်ပြပေးတယ်တီတို့သွားတဲ့စိန်တွေကတော့အာကာသရှိအပူနဲ့စွမ်းအင်အကြောင်းပြတဲ့နေပေါ့နော်ပြသချိန်က29မိနစ်ပါပြီးတော့အခန်းထဲကထွက်ပြီး15မိနစ်လောက်အချိန်ကျန်တာလေးကိုခုနကမကြည့်ခဲ့ရတာတွေကိုရှောက်ကြည့်ဓာတ်ပုံရိုက်ဗီဒီယိုမှတ်တမ်းတင်ပေါ်ရှင်ဒီမှာကျမတူလေးစိတ်ဝင်စားလေးလာနေလေရဲ့သူအရန်သဘောကျနေတာကဲစိတ်ဝင်စားရင်ကိုယ်တိုင်သွားလေးလာကြည့်ပါနော်သူကတင်းလာနေတိုင်းပိတ်တယ်ဝင်ကြီးကလူကြီး1500ခလေး1000ចောင်းသားဆို900ပါကိုကတော့လေတူလေးကိုလိုက်ပို့ရင်းနဲ့အလဲတန်းចောင်းသူဘွားလေးအောင်ပြန်လွှမ်းမိသွားတယ်အဆုံးထိကြည့်ပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်နော်